အင်းဝပြီးမင်းကောင်တိမ်မြန်ဆိုးဆန်နေတဲ့အချိန်မှာဒီကျွန်တော်တို့ဟန်တာဝရီပြည်ကနေပြီးတော့မွန်တရဲကောင်းဖြစ်တဲ့တမိန်ပယံကိုစစ်တုံးပန်းအနေနဲ့ဖမ်းထားတယ်။တမိန်ပယံကအလွန်တတိရှိတဲ့တရဲကောင်းဖြစ်တဲ့အတွက်အင်းဝပြီးမင်းကောင်တမိန်ပယံကိုမတတ်ဘူးပေါ့နော်မတတ်ဘဲနဲ့အကျဉ်းချထားတာပေါ့တရဲကောင်းဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့တရုတ်စစ်တပ်ကြီးဟာအင်းဝဝိုင်းတယ်ဝိုင်းပြီးတဲ့အခါမှာသူကဘာပြောလဲဆိုတော့နိုင်ငံချင်းစစ်တိုက်တဲ့အခါမှာပြည်သူပြည်သားတွေပြင်ပန်းဆင်းရဲကြတယ်ဒါကြောင့်တရေကောင်းချင်းစီချင်းထိုးမယ်အဲ့တော့တရုတ်တရေကောင်းဂါမနီနဲ့စီချင်းထိုးမယ်ဗမာတရေကောင်းနဲ့ပေါ့နော်အင်းဝတရေကောင်းနဲ့စီချင်းထိုးမယ်အကယ်၍အင်းဝတရေကောင်းနိုင်ရင်တရုတ်စစ်တပ်ကြီးကချက်ချင်းပြန်တရုတ်စစ်တပ်ကတရုတ်စစ်သူကြီးကနိုင်နေဆိုရင်တော့အင်းဝကိုတိမ့်မယ်ဒီလိုပြောတယ်တရုတ်စစ်တပ်ကြီးကနေတာကြီးမဟုတ်ကျွန်တော်တို့ဒီအင်းဝစစ်တပ်တဲ့အစာပေါင်းများစွာအင်အားများပြတယ်ဆိုတော့အင်းဝပြည်မင်းကောင်ကလည်းသဘောကျသွားဘာဖြစ်လို့စစ်တပ်ရင်မနိုင်နိုင်ဘူးလေမနိုင်နိုင်ဘူးဆိုတော့အခုလိုပြည်သူပြည်သားတွေမပင်ပန်းအောင်မဲ့နဲ့တရေကောင်းတို့စီချင်းထိုးမယ်ဆိုတော့လက်ခံနေဆိုပြီးတော့ဒါပေမဲ့ခဏတော့စောင့်ဟုတ်လားတရုတ်စစ်တပ်ကြီးကလည်းလာပြီးတော့ဟိုလာတာပင်ပန်းတယ်ခီးလန်းပင်ပန်းတယ်အဲ့တော့အဆွေတော်တို့နော်အေးဆေးကြည်သားဆိုတာခဏနားကြအောင်အမှန်တော့သူ့မှာတရေကောင်းမရှိဘူးအင်းဝမှာဟိုလွတ်ထားတဲ့တက်တွေကများတဲ့ခါတရေကောင်းမရှိဘူးဘယ်သူနဲ့တက်မှမသိဘူးဒါပေမဲ့စစ်တိုက်တာတဲ့ဆိုင်တော့ဒါတော်အဆင်ပြေတယ်ဆိုလက်ခံလိုက်တယ်တဲကောင်းရှာတယ်ကဲဘယ်သူတိုက်နိုင်လဲတရုတ်စစ်သူကြီးဂါမနီဆိုတာနဲတဲ့လူကောင်းကြီးမဟုတ်ဘူးနော်လူဝင်လောက်ရှိတယ်တိုက်ခိုက်ရလဲအလွန်ကောင်းပြီးတော့ဘာလဲဆိုတော့ तू ဝတ်ထားတဲ့ချက်ဝတ်တစားလဲလစ်တဲ့နေရာအောင်မရှိတာဘယ်နေရာတိုက်မလဲဘာနဲ့မှခုတ်လို့လည်းမရဘူးသူတို့နီးပညာလည်းကောင်းတာဟိုကလေးကနီးပညာကောင်းတာသူတို့ကနော်ဆိုတော့ဒီမှာဘယ်သူတိုက်မလဲဆိုဘယ်သူမှတိုက်မဲ့သူမရှိဘူးဒါဒုက္ခပဲတိုင်းသူပြည်သားလူအများတို့ဘယ်သူတိုက်မလဲအင်းဝတရေကောင်းရှာတယ်ဘယ်သူမှမရှိဘူးတစ်ခါရှာမရှိနှစ်ခါရှာမရှိနောက်ဆုံးအဲ့ဒီစကားဟာအကျဉ်းချနေတဲ့မွန်တရေကောင်းတမိန်မယန်းစီရောက်သွားတမိန်မယန်းကပထမတော့မတိုက်ဘူးငါအရှင်မမဟုတ်တာဒါပေမဲ့နောက်တော့ဘလို့မှရှာမရတဲ့အခါအကြောင်းတိုက်ဆိုင်ပြီးတော့တမိန်မယန်းကဒါဆိုရင်သူ့ကိုမင်းကောင်ဘရင်မင်းကောင်စီကိုရှေ့တော်မောက်သွင်းပါလို့ပြောတယ်ဘရင်မင်းကောင်ရဲ့ရှေ့တော်မောက်သူရောက်လာတဲ့အခါဘရင်မင်းကောင်သဘောကျဟုတ်တာပဲမွန်တရေကောင်းတမိန်မယန်းဒိုးစီမှာရှိတာပဲတမိန်မယန်းဆိုတာစင်ရင်မြေသိတ်ကောင်းတဲ့တရေကောင်းပဲဟုတ်ပြီတမိန်မယန်းတိုက်ပေးမလားအင်းဝအတွက်တိုက်ပေးမလားတမိန်မယန်းလက်ခံလိုက်တယ်တိုက်ပေးမယ်အရှင်ဟုတ်ပြီဒါဆိုမင်းတရာကြီးရဲ့ကျေးဇူးသစ္စာကိုစောင့်ကြည့်သောအနေနဲ့တိုက်ပေးမယ်တမိန်မယန်းတိုက်ပေးတဲ့အတွက်ကျေးဇူးတင်တယ်ဟုတ်ပြီတမိန်မယန်းလိုအပ်တဲ့အရာကိုရွေးပါလိုအပ်တဲ့အရာကိုရွေးပါဆိုတော့တမိန်မယန်းကမြင်းကောင်းပြင်းသက်တစ်ခုရွေးခြင်းတယ်မြင်းသူကြိုက်တဲ့စိတ်ကြိုက်မြင်းကိုရွေးမယ်ဆိုအင်းဝမှာမြင်းတွေအများကြီးပဲကြိုက်တာရွေးအဲ့တော့မြန်ပြောမယ်ကျွန်တော်ဒီမှာပြောချင်တာကအဲ့ဒီစီးချင်းထိုးတာကိုပြောတာမဟုတ်ဒါပေမဲ့တမိန်မယန်းကကြည့်လိုက်တဲ့က strategy ကအရေးကြီးတယ်တရုတ်စစ်သူကြီးဂါမနီဆိုတာနည်းနည်းတော့လူကောင်းကြီးမဟုတ်ဘူးပြီးတော့လေဝတ်ထားတဲ့ချက်ဝတ်တစားကိုကြည့်လိုက်တဲ့ကလစ်လက်တဲ့နေရာမရှိဘူးဘယ်လိုတိုက်မလဲဘာနဲ့ခုတ်မလဲကို့မှာချက်ဝတ်တစားတိတဲ့အတိုင်းပဲကို့မှာနည်းနည်းပဲရှိတာအဲ့တော့တမိန်မယန်းက strategy သုံးတယ်မဟာဗျူဟာအရေးကြီးတယ်နော်တရုတ်စစ်သူကြီးကိုလှမ်းပြောတယ်စကားပြန်နဲ့ပြောတာနေမှာပေါ့တို့ကနိုင်ငံကိုကိုစားပြုပြီးတိုက်ကြမှာမတိုက်မီမှာတို့ကစစ်ရေးပြပြီးတော့မှဓာရေးကမယ်ကပြပြီးတော့တို့အသုံးတော်ခံကြမယ်ပြီးတော့မှတိုက်ကြမယ်ပြောချင်တာတော့ဗျာလက်ဝဲသမားတွေလက်ဝဲမထိုးမိမှာသိရမလားဟန်ရေးပြသလိုအဲ့ကအခါမြင်းနဲ့ကပြတာတရုတ်စစ်သူကြီးကလည်းသဘောတူတယ်နော်ဘာဖြစ်လို့လဲတင်းနဲ့ကျွန်ုပ်ကမကြမီတယောက်သေးရတော့မှာအဲ့တော့နှစ်ဖက်သူရဲကောင်းတို့ပြီးသားဆိုတာကပြပြီးတော့အသုံးတော်ခံမယ်ဆိုပြီးတော့တင်ကပြတဲ့အတိုင်းကျွန်ုပ်လိုက်ကမယ်ကျွန်ုပ်ကတဲ့အတိုင်းနဲ့တင်ကပြရမယ်ချစ်ကြည်ရေးပေါ့လေနော်တရေကောင်းတို့မြည်ဒီချစ်ကြည်တရုတ်စစ်သူကြီးကစကပြပါတရုတ်စစ်သူကြီးကစကကတဲ့အခါကျရင်တမိန်မယန်းကသူကတဲ့အတိုင်းလိုက်ကတာတမိန်မယန်းကလည်းသူကလေးကြတော့ကတမိန်မယန်းကတာထူးဆန်းနေတယ်တမိန်မယန်းဘယ်လိုကလဲဆိုမမာကမှမရှိတယ်ဘွန်ကမှလည်းမရှိလက်မြောက်လိုက်တရုတ်စစ်သူကြီးကလည်းလက်လိုက်မြောက်တယ်ဟိုဘက်လက်မြောက်တယ်တရုတ်စစ်သူကလက်မြောက်ခြေလက်မြောက်လက်မြောက်တရုတ်စစ်သူကလည်းဒါကမသိဘူးဗမာကအင်းဝအကဆိုလိုက်ကတာအဲ့တော့ဘာလုပ်တာလဲသိလားတမိန်မယန်းကသူ့ချက်ဝိတစားမှာလက်နေတဲ့နေရာကိုကြည့်တာ။ तू ကရုပ်တရက်ကြည့်လို့မရဘူးလေ။အဲ့တော့ကလက်မြောက်လာ तू ကလိုက်အမှန်တော့ तू ကနေတာမဟုတ်ဘူး။ရှောက်မြောက်နေတာဘယ်နေရာမှာချက်ဝိတစားလွန်အဲ့လိုလက်မြောက်လိုက်တဲ့အချိန်မှာဂျိုင်းမှာချက်ဝိတစားပေါက်နေတာတမင်မရမြင်တယ်။အဲ့တော့တိုက်တဲ့အချိန်မှာ तू အဲ့ဒီနေရာကိုထိအောင်တိုက်တယ်ပြီးခေါင်းဖြတ်ပလိုက်တာပဲ။ strategy ကအရေးကြီးတယ်နော်။အင်အားထက် size ထက် speed ကအရေးကြီးတယ်။ဒီနေ့ခေတ်ကကြီးတဲ့ငါသေးတဲ့ငါကိုစားတဲ့ခေတ်မဟုတ်တော့ဘူး။မြန်တဲ့ငါနှီးတဲ့ငါကိုစားတဲ့ခေတ်ဖြစ်သွားပြီ။ဒါကိုမြန်ပြောလိုက်မယ်။အဲ့ဒီအချိန်မှာအကုန်လုံးကျေးဇူးတင်တာဗောအင်းဝါကဒါနော်မွန်ဗမာချစ်ကြည်နော်မွန်ဗမာချစ်ကြည်ပဲဟလာမွန်တရေကောင်းဗမာကြီးကျေးဇူးအများကြီးတင်တာပေါ့အင်းဝပြည်မင်းကောင်းကျေးဇူးတင်တော့ဘလောက်တောင်ကျေးဇူးဆက်တယ်မှတ်လေအင်းဝပြည်မင်းကောင်းတရေကောင်းတွေဘလောက်ချစ်လဲသူ့သမီးနဲ့ပေးစားတယ်
နော်အဲ့HR ပညာမှာဟုတ်ကြရပဲနော်ဝန်ထမ်းတွေ retention ဝန်ထမ်းတွေထိတ်သိမ်းတိတ်ခတ်နေလားအကောင်းဆုံးထိတ်သိမ်းနေကိုသမီးနဲ့ပေးစားလိုက်အဲ့ဒီဝန်ထမ်းမြဲတဲ့ပြင် cost ပါတက်တာသွားတယ်နော်ကိုသမတ်ဖြစ်တဲ့နေရာစားပြီးလက်ကမပေးရတော့အလုပ်ရှင်တွေသမီးရှိတဲ့သူတွေနော်ထူးချွန်တဲ့သူရှိဘယ်လိုလုပ်မလဲသမတ်ဖမ်းမလိုက်အေဝဘယမင်းကောင်ကတမိန်ပယံကိုသူ့သမီးနဲ့ပေးစားအိမ်ရှိရပါပေးတာနော်လူချင်းမလို့ခင်ဗျတမိန်ပယံလက်ခံတယ်ထင်ပါလားမွန်တရေကောင်လက်မခံဘူးလက်မခံတဲ့အပြင်စိတ်ဆန္ဒ၄ပါးဆိုတော့ရှောက်ထားတယ်မှန်ပါရွှေနှန်းရှင်ဖေဟာရွှေနားတော်စင်ပါဤအမှုတော်ကိုကျွန်တော်မျိုးတမိန်မယံထမ်းဆောင်ခြင်းဟာဒီဆန္ဒ၄ပါးရှိလို့ထမ်းဆောင်ခြင်းဖြစ်ပါတယ်ဆန္ဒနံပါတ်1အကျဉ်းချခံနေရတဲ့ဒုက္ခမှလွတ်မြောက်ခြင်းတဲ့အတွက်အခုလိုအမှုတော်ကိုထမ်းဆောင်ခြင်းဖြစ်ပါတယ်နံပါတ်2ကျွန်တော်မျိုးကြီးရဲ့ကြော်စောထင်ရှားမှုတရေကောင်းပီတာမှုကိုကျွန်တော်မျိုးဘဝအဆုံးတိုင်ကာလတိုင်အောင်ရာဇဝင်တင်ရဖို့အတွက်အခုလိုဂါမဏိကိုတိုက်ခိုက်ခြင်းဖြစ်ပါတယ်ဇန္နနံပါတ်3ကျွန်တော်မျိုးကိုအရှင်မင်းကြီးကွန်မြတ်စေလိုပါတယ်တဲ့အရှင်မင်းကြီးကျွန်တော်မျိုးကိုတတ်စေလိုတယ်တဲ့ကျွန်တော်တို့ကတရေကောင်းဖြစ်တဲ့အခြားအရှင်ရဲ့တစ္ဆာကိုခံစရာအကြောင်းမရှိဘူးတတ်စေလိုတယ်အကယ်၍စိတ်ဆန္ဒနံပါတ်4အရှင်မင်းကြီးကျွန်တော်မျိုးမတတ်လို့ကဟန်သာဝရီကိုပြန်ဝင်ပြုပါဖေဟာကျွန်တော်မျိုးရဲ့ရေမြေဖြစ်တဲ့ကျွန်တော်မျိုးရဲ့အရှင်သခင်ဖြစ်တဲ့ဟန်သာဝရီကိုပြန်ဝင်ပြုပါဒီ၄ကိုရှောက်တယ်ဟာအေဝဘယမင်းကဘလို့မှညှိလို့နိုင်လို့မရဘူးတမိန်မယံသူ့တက်ခိုင်းနေတဲ့ဒုက္ခပဲသမီးပေးတာလည်းမယူအိမ်ရှိရလည်းမပေးဒါမှမဟုတ်ဟန်သာဝရီတော့ပြန်မလွတ်နိုင်ဘူးဟန်သာဝရီလည်းနော်အေဝဆိုတာသိတဲ့အတိုင်းပဲနှစ်ပေါင်းများစွာတိုက်ပွဲတွေဖြစ်နေတာဒီတရေကောင်းဟန်သာဝရီပြန်မနှဲဖမ်းထားတာသူ့မိအောင်လို့မနှဲဖမ်းထားတာပြန်လွတ်လိုက်ရင်သူဒုက္ခရောက်ပါလေသိတယ်မလားအဲ့တော့ပြန်မလွတ်နိုင်ဘူးအဲ့တော့မိဖုရားကြီးနဲ့တိုင်ပင်တော့မိဖုရားကြီးကအေးဆေးပဲမပူနဲ့ရှစ်သမီးကို तू မတွေ့သေးလို့ဖြစ်မယ်ရှစ်သမီးကိုတွေ့ရင်ကြိုက်သွားမှာပဲအဲ့ဒါနဲ့အမြန်ပြောရမယ်ဆိုရင်တော့သမီးတော်နဲ့မြားတာပေါ့ဗျာသမီးတော်နဲ့တွေ့သွားတဲ့အချိန်မှာနောက်ဆုံးသမီးမင်းကကြိုက်သွားတဲ့အချိန်မှာသမီးတော်နဲ့ပေးစားပြီးအိမ်ရှိအရာမြောက်ပါတယ်ဒါပေမဲ့တနေ့မှာညီလာခံမှာအဲ့လိုအိမ်ရှိအရာမြောက်တဲ့အချိန်မှာသမီးမယန်းကအင်းဝဘီမင်းကောင်ကိုဂရိတစ်ခုပေးတာတယ်အရှင်မင်းကြီးနော်အရှင်မင်းကြီးသမီးနဲ့ပေးစားလို့ကျွန်တော်မျိုးအင်းဝမှာနေတာနော်အေးအရှင်မင်းကြီးကျွန်တော်မျိုးကိုကျွန်းဆိုတဲ့စကားကိုမသုံးပါနဲ့ကျွန်းဆိုတဲ့စကားကိုသုံးရင်ကျွန်တော်မျိုးအင်းဝမှာနေမှာမဟုတ်တော့ဘူးအဲ့ဒီဂရိကိုတောင်းတော့အင်းဝဘီမင်းကောင်လည်းပေးလိုက်တနေ့ကျတော့သားဦးလေးမွေးတာပေါ့နော်ဒီသူသမီးနဲ့ရသွားပြီးတော့တမိန်မင်းကသားဦးလေးမွေးကန်ကြီးဆက်မှာညီလာခံမှာအင်းဝဘီမင်းကောင်စကားကိုလွတ်ခနဲ့ထွက်သွားတယ်ကျွန်းသားဆိုပြီးတော့ထွက်သွားတယ်သိတာကျွန်းသားလို့ထွက်သွားတမိန်မင်းကစိတ်ကွက်ပြီးတော့ဟန်တာအိုတွေကိုပြန်သွားတယ်ထားပါတော့အဲ့တော့ကျွန်တော်ဒီမှာအဓိကပြောချင်တာကအင်းဝဘီမင်းကောင်နဲ့တမိန်မယန်းတို့စီကနေကျွန်တော်တို့ဘာဒီသင်ယူရလဲနံပါတ်1အချက် business ဟာ power game ဖြစ်တယ်အင်းဝဘီမင်းကောင်ဒီ management ကတော့ကျွန်တော်တို့ Elmer တင်တန်းကျောင်းမှာလာတက်သွားတာတော့မဟုတ်ဘူးဒါပေမဲ့သူက management အလွန်ကောင်းတယ်ဆိုတော့အတွက် business ဟာ power game ဖြစ်တယ်ဆိုတာသိတယ်ဒါကြောင့်လူတယောက်ကိုဘလောက်ထိုးကြုံတဲ့တရေကောင်းနေအရေးချင်းရှိတယ်ဒါပေမဲ့ကြီးမရဘူးเนาะသူကကိုယ့်ကိုကြိုက်ချင်မှလည်းကြိုက်မယ်ဒါပေမဲ့လူချင်းကြီးမရလို့သူကကိုယ့်ဆရာထွက်သွားပြီးတော့ပြိုင်မဲ့ကုမ္ပဏီကိုရောက်သွားတယ်သူပြန်ပြစ်တဲ့များချက်ကိုခိုင်းရရင်ကားကနေပဲဘလောက်ရှက်ဖို့ကောင်းလဲ business ဟာ power game ဖြစ်တယ်အဲ့တော့ power ရှိတဲ့သူကို team ထဲမှာရှိဖို့လိုတယ်အနည်းဆုံးတော့ရန်သူကများပြစ်လာရင်သူခံပေးလိမ့်အဲ့ဒီတိုင်း power ရှိတဲ့သူတွေကိုအင်းဝပြင်းမင်းကောင်ဒီကောင်းစွာထိမ့်သိမ့်နိုင်ဒါပေမဲ့လက်လွတ်စပယ်စကားတခွန်းကိုပြောလိုက်တဲ့အခါမှာကိုလောက်ငယ်သားတခါတလေအဲ့ဒီစကားပေါ်မှာစိတ်ကွက်ပြီးတော့တမိန်မယန်းဟာဟန်တာဝရီကိုပြန်သွားတယ်ဒါကြောင့်တခါတလေကျရင်ခေါင်းဆောင်များအနေနဲ့ကျွန်တော်ခဏပြောတယ်ဒါကိုကျွန်တော်မင်းတရားရွှေထီးနဲ့လည်းကျွန်တော်ပြောခဲ့တယ်ဟဲ့လားကိုယ့်ရဲ့လောက်ငယ်သားတွေကို comment ပေးတဲ့အခါမှာကျင်းနာပြောဖို့လိုတယ်တခါတလေလွတ်ခနဲ့ကိုကပြောလိုက်တာသူ့ဘက်မှာဒါကိုကလေးပြေးလေးညင်းမဲ့သူကမုံတိုင်းထန်ပြီးတော့မှကျွန်တော်တို့မလိုလားအပ်တဲ့ဆက်ဆံရေးပြပြမှုတွေပြပြမှာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဂါမဏိကိုတိုက်ခိုက်ခဲ့တဲ့တမိန်ဘယန်းရဲ့ strategy ဖြစ်ပါတယ်အဲ့တော့အင်အားထက် size တက် speed ကအရေးကြီးပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒီ season ကိုကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်ခြင်းအခုကျွန်တော် video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထက်က9ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်9ဦးကိုတယောက်ကိုတုံတုံနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်တန်ရာရောက်လက်ဆောင်ပေးပို့ပေးဦးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတင်တဲ့တက်ချင်နေတဲ့သူတွေအတွက်2လပိုင်းမှာကျွန်တော်ဖွင့်မှာတော့ကျွန်တော်ရဲ့စကားစွမ်းရည်တင်တဲ့ business presentations master class ဖြစ်ပါတယ် online တင်တဲ့ဒီအခုလာမယ်2လပိုင်း10ရက်နေ့အင်္ဂါနေ့စမယ် online ကနေ1လတက်ရမယ်အပြင်လူတွေတင်တဲ့ကတော့2လပိုင်း14 15စနေတနေ့နေ့ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တောင်ဝင်စင်တာ3လမှာရှိတဲ့ Elmer တင်တဲ့ကျောင်းမှာတက်ရမှာဖြစ်တယ်တင်တဲ့ကိုစိတ်ဝင်စားရင်နာမည်ရဖုန်းနံပါတ်ကို comment မှာမရေးနဲ့ messenger message မှာရေးထားပြီးကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးမယ်အခု season ကိုကြည့်တဲ့သူတွေက online ကပထမအဆုံးအယောက်100အပြင်ကပထမအဆုံးအယောက်30ကို 10% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်တဲ့ကျောင်းအသေးစိတ်ကိုကျွန်တော်တို့ဒီ page ထဲမှာဝင်ကြည့်ပါအသေးစိတ်တင်တဲ့ချင်းနဲ့အစတင်တဲ့ချင်းနဲ့တကွာတင်ထားပေးပါတယ်We must work together
we must build our nation